ညီမလေးဒါလေးဘယ်လောက်လဲဒီဟာလေးတစ်ထုပ်ယူမယ်နော် လေးရလေးတောင်းနဲ့ထားမှာရှင်မမ အမအမြဲတမ်းဝင်နေကြ customer ဆိုတော့လေ4000နဲ့ပဲထားပေးလိုက်ပါ မရလို့ပါရှင်မမညီမတို့ဆိုင်ကတတ်မှတ်ထားစေးတိုင်းရလို့ပါရှင် အဲ့ဆိုရှင်လေ4000တော့မရအောင်ဆိုရင်တော့မလေးဟို4000တစ်ထောင်တော့ထားပေးလိုက် မရလို့ပါရှင်မမညီမတို့ဆုံးဖြတ်ချက်နဲ့ပြီးလို့မရလို့ပါရှင် ကဲအမကပဲလျှော့ပေးလိုက်တော့မယ်အဲ့ဆို900လောက်တော့လျှော့ပေးလိုက်အဲ့ဆိုရင်တော့4000 1500ပဲလေ တကယ်မရလို့ပါရှင်မမစိတ်မရှိပါနဲ့ရှင် ကဲမလျှော့မဲ့အတူတူတော့လေအေးပေါ့4000ဆိုတော့4000ပေါ့အော်နားနဲ့လေဟိုဘဲရုပ်လေးရောဘယ်လောက်လဲအဲ့ဘဲရုပ်လေးပါတစ်ခါထည့်ပေးလိုက်ပါလား ဘဲရုပ်လေးက1800ပါရှင်မမ ဈေးစစ်လို့မရမဲ့အတူတူတော့စစ်မနေတော့ပါဘူးရော့1000နဲ့2000ဘဲရုပ်တစ်ရုပ်ထည့်ပေးလိုက်နော် မအကျွေး300လောက်ပါလားရှင် ဒီ300တော့မပါတော့ညီမလေးဟုတ်စား900နဲ့တော့ပါမယ်900တော့ပါမယ်ညီမလေး ဟုတ်ကဲ့ပါရှင်မမဒါဆိုလဲ1500ပဲပေးခဲ့ပါရှင်300ရှော့ပေးလိုက်မယ်နော်မ ကောင်းတာဗော300တော့ရှော့ပေးအားကြောင့်ညီမလေးကိုစင်မှာအမြဲအားပေးနေတာ